စွမ်းအားတွေကိုစမ်းသပ်မှုပြုလုပ်ပါတယ်။စမ်းသပ်မှုပြုလုပ်ပြီးနောက်မှာစွမ်းအားမသုံးဖို့မင်းစုကပြောပါတယ်။ဒါပေမဲ့အလုတ်ကင်တဲ့ပတ်ဝန်းကျင်မှာကူညီရမလားမကူညီရမလားဆိုတဲ့စိတ်ပိုင်းဆိုင်ရာပြဿနာတွေကြောင့်ဆန်းအုံးရဲ့ဘဝကအယမ်းရှုပ်ထွေးလာပါတယ်။ဒီနေ့မှာတော့ဘတ်စကားအန်ရကြီးတစ်ခုကိုဆန်းအုံးကစွမ်းအားသုံးပြီးကယ်တင်နိုင်ခဲ့ပါတယ်။လူတွေကိုကယ်တင်နိုင်ခဲ့ပေမဲ့ဥပဒေအရတော့သူဟာတန်တရားဖြစ်လာပြီးဖမ်းဆီးခံရပါတယ်။အဲ့ဒီအချိန်မှာပဲသူ့အဖေကအကျွေးအများကြီးခြံထားခဲ့တာကိုသိရပြီးဆန်းအုံးရဲ့ဘဝကပိုပြီးခက်ခဲလာပါတယ်။နောက်ပိုင်းမှာတော့ဆန်းအုံးဟာပြောင်းဟိုအင်းနဲ့ဗန်းမီဆိုတဲ့စွမ်းအားရှင်တွေနဲ့တွေ့ဆုံပြီးကိုရီးယားစွမ်းအားရှင်အသင်းအကြောင်းသိလာပါတယ်။စွမ်းအားရှင်တွေကိုမနာလိုတဲ့လူဆိုးတွေကသူတို့ရဲ့စွမ်းအားကိုဖမ်းယူချင်နေကြတာပါ။ဆန်းအုံးဟာမျက်နှာဖုံးတက်ပြီးလျှို့ဝှက်ဟီးရိုးဖြစ်လူတွေကိုကူညီလာပါတယ်။ဒါပေမဲ့မင်းစုကသူ့ရဲ့လှုပ်ရှားမှုတွေကိုတန်တရားဖြစ်လာပြီးသူတို့ရဲ့ဆက်ဆံရေးလည်းတဖြည်းဖြည်းကြမ်းတမ်းလာပါတယ်။အရာအလုံးကိုနောက်ွယ်ကနေထိန်းချုပ်နေသူကတော့ဂျိုနာသန်ဖြစ်ပါတယ်။သူကစွမ်းအားရှင်တွေကိုအသုံးချပြီးလူလောကကိုဖျက်ဆီးဖို့ကြံစည်နေသူပါ။တနေ့မှာတော့